ပျောက်ဆုံးနေတဲ့ခုနှစ်တန်းကျောင်းသားလေးမောင်တက်နိုင်မင်းကိုပြန်လည်တွေ့ရှိခဲ့ပေမဲ့အသက်မပါတဲ့ခန္ဓာကိုယ်သာရရှိခဲ့တယ်။ဘလို့ဖြစ်တာလဲဆိုတော့အောင်ကျော်စောခေါ်ကျော်ကြီးကအကျွေး300လောက်တင်နေတာကြောင့်အကျွေးတွေဆက်ဖို့ငွေလိုနေပြီးအောင်ကျော်စောနဲ့ညီအကိုနှစ်ဝမ်းခွဲတော်ဆက်သူနိုင်အောင်ဖြိုးကလည်းငွေလိုအပ်နေတာကြောင့်မောင်တက်နိုင်မင်းလေးကိုပြန်ပေးဆွဲပြီးမိဘတွေထိုင်ကနေငွေညှစ်မယ်ဆိုပြီးအစီအစဉ်ဆွဲခဲ့ကြတယ်။မောင်တက်နိုင်မင်းညနေပိုင်းတန်ငယ်ချင်းတွေနဲ့ဘောလုံးကန်နေတဲ့အချိန်နိုင်အောင်ဖြိုးဆိုသူကဆိုင်ကယ်နဲ့ရောက်လာပြီးမင်းတို့ဘောလုံးထပ်ကောင်းတဲ့ဘောလုံးမဟာစီဒီဘောလုံးကွင်းသားမှာတွေ့ခဲ့တယ်ဆိုပြီးလိုက်ကောက်ပြောတော့တခြားမောင်တက်နိုင်မင်းရဲ့တန်ငယ်ချင်းတွေကလည်းကျွန်တော်တို့လည်းလိုက်ခဲ့မယ်ပြောတယ်။နိုင်အောင်ဖြိုးဆိုသူကငါးဆိုင်ကယ်က2ယောက်ပဲစီးလို့ရတာမောင်တက်နိုင်မင်းပဲလိုက်ခဲ့ပြောတော့မောင်တက်နိုင်မင်းမိဘတွေနဲ့နိုင်အောင်ဖြိုးဆိုသူကလည်းရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်တာကြောင့်မောင်တက်နိုင်မင်းလေးကနိုင်အောင်ဖြိုးကိုယုံပြီးလိုက်သွားခဲ့တယ်။နိုင်အောင်ဖြိုးဆိုသူကသွားတဲ့ကပီနန်အိတ်နဲ့ကျိုးတွေဝယ်သွားခဲ့တယ်။မစင်းဆယ်နာရောက်တော့နိုင်အောင်ဖြိုးဆိုသူကမောင်တက်နိုင်မင်းကိုမင်းဒီမှာခဏဆောင်နေဆိုပြီးအောင်ကျော်စောခေါ်ကျော်ကြီးကိုဖုန်းလန်းဆက်ခေါ်တယ်။အောင်ကျော်စောဆိုတဲ့ဒီလူလေးရောက်လာရောသူတို့နှစ်ယောက်ပေါင်းပြီးမောင်တက်နိုင်မင်းလေးရဲ့ခေါင်းကိုပီနန်အိတ်နဲ့ဆုပ်ပြီးခြေတွေလက်တွေကိုကျိုးတုပ်တယ်။မောင်တက်နိုင်မင်းကကြောက်လန့်ကြအော်ဟစ်ပြီးပတ်ဝန်းကျင်ကိုအကူအညီတောင်းတော့အောင်ကျော်စောနဲ့နိုင်အောင်ဖြိုးကခလေးရဲ့ကြောကိုပြီးအတန်ထွက်လို့မရအောင်ခြိထားတဲ့ကျိုးတွေကိုအားနဲ့ထပ်ဆွဲတယ်။အဲ့အချိန်မှာပဲခလေးကအသက်ရှူကျပ်ပြီးဆုံးမသွားခဲ့တဲ့နိုင်အောင်ဖြိုးနဲ့အောင်ကျော်စောတို့ကမောင်တက်နိုင်မင်းလေးကိုနီးရချုံထဲမှာပဲပြစ်ခဲ့လိုက်ပြီးသူတို့အိမ်သူတို့ဟန်ပြက်ပြန်လာခဲ့ကြတယ်။နောက်နေ့မနက်မှာပဲမောင်တက်နိုင်မင်းရဲ့တိတ်ဆုံးနေတဲ့ရုပ်လောင်းကိုမိဘတွေပြန်လည်ရရှိခဲ့တဲ့သက်ဆိုင်ရာတွေအမှုဖွင့်တိုင်ကြပြီးစုံစမ်းစစ်ဆေးတော့နိုင်အောင်ဖြိုးဆိုသူနဲ့အောင်ကျော်စောခေါ်ကျော်ကြီးတို့ကိုဖမ်းဆီးရမိခဲ့တယ်။အခုတော့ပုံမှန်300နှစ်မှုတို့နဲ့တရားစွဲဆိုနိုင်မှုပြင်ဆင်နေပြီလို့သိရတယ်။အနေအေးပြီးဘောလုံးကစားရတာကြိုက်တဲ့မောင်တက်နိုင်မင်းတော့လည်းတကယ်ကိုစိတ်မကောင်းပါဘူးရှင်။